အားလုံးပဲမင်္ဂလာပါခင်ဗျာတဲမှာတီလော့ channel လေးကနေအားလုံးကိုရွေးထွေးစွာကြိုဆိုလိုက်ပါတယ်စိတ်ဝင်စားစရာအကြောင်းအရာမျိုးစုံကိုလက်မလို့ရအောင်တဲမှာတီလော့ channel လေးကို subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးလို့တောင်းဆိုချင်ပါတယ်ကဲကျွန်တော်တို့ရဲ့ဒီနေ့ဗီဒီယိုလေးကိုစလိုက်ရအောင် enjoy Gemini ဆိုတာဘာလဲဘလို့အသုံးဝင်တယ်လဲဆိုတာကိုဘာမှမသိသေးတဲ့လူတစ်ယောက်ကိုရှင်းပြတယ်လို့မျိုးထီထီမိမိနဲ့အချင်းချုပ်ပြောပြပေးပါမယ်ပြီးတော့ Gemini နဲ့အတူတိုင်ပင်ပြီး YouTube ဗီဒီယိုလေးတစ်ခုဖန်တီးခဲ့တဲ့အကြောင်းလေးပါပြောပြပေးပါမယ် Gemini ဆိုတာ Google ကထုတ်လုပ်ထားတဲ့ super ဉာဏ်ရည်တု AI တစ်ခုပါသူကကမ္ဘာပေါ်မှာရှိတဲ့ဗဟုသုတပေါင်းများစွာကိုမှတ်သားထားတဲ့အသိဉာဏ်ရှိဆုံးလက်ထောက်တစ်ဦးနဲ့တူပါတယ်သူ့ကိုလူတစ်ယောက်လိုပဲစကားပြောလို့ရပါတယ်အကြောင်းအတွက်စာစီစာကုန်ရေးချင်တာလားဒါမှမဟုတ် YouTube ဗီဒီယိုအတွက် script ရေးချင်တာလား Gemini ကိုအကြောင်းအရာလေးပြောပြလိုက်ရုံနဲ့ကိုစားရေးပေးနိုင်ပါတယ်မြန်မာစာအပါဝင်ကမ္ဘာဘာသာစကားပေါင်းများစွာကိုကျွမ်းကျင်တာကြောင့်ဘာသာပြန်ခိုင်းတာပဲဖြစ်ဖြစ်အင်္ဂလိပ်စာလေ့ကျင့်တာပဲဖြစ်ဖြစ်ဆရာတယောက်လိုကူညီပေးနိုင်ပါတယ်ဘေးကုန်းတွေလည်းမေးလို့ရတယ် Google မှာရှာရင် website တွေအများကြီးတဲ့လိုက်ဖက်ရပေမဲ့ Gemini ကိုမေးရင်တော့စာအုပ်ပေါင်းများစွာကိုဖတ်ပြီးသားဖြစ်လို့ကိုသိချင်တဲ့အဖြေကိုစက္ကန့်ပိုင်းတွင်တူတူရှင်းရှင်းပြန်ဖြေပေးနိုင်ပါတယ်ဥပမာအင်းချက်နီးမေးတာလို့တမိုင်းကြောင်းမေးတာလို့မျိုးပေါ်အလုပ်တွေကိုလည်းခိုင်းလို့ရတယ်ဥပမာပုံလေးတစ်ပုဒ်ဖန်တီးပေးပါလို့ခိုင်းလို့ရတယ်လို့ကိုယ့်ရဲ့လုပ်ငန်းအတွက်တော်၎င်းတီထွင်ဖန်တီးမှုစိတ်ကူးတစ်တွေကို၎င်းအတူတူတိုင်ပင်ဖက်အဖြစ်အသုံးပြုလို့ရပါတယ်ကျွန်တော်တို့တိုင်ပင်ပြီးလုပ်ခဲ့တာကတော့ Gemini အကြောင်း YouTube ဗီဒီယိုလေးတစ်ခုဖန်တီးဖြစ်ခဲ့ပါတယ်ကျွန်တော်ပထမဦးဆုံး Gemini အကြောင်းဗီဒီယိုအတွက်ဆွဲဆောင်မှုရှိတဲ့မျက်နှာဖုံးပုံတန်လေးကိုသူနဲ့အတူဖန်တီးခဲ့ပါတယ်ပြီးတော့အခုလို Gemini ရဲ့ကောင်းကျိုးတွေကိုပြောပြနိုင်အောင်ရှင်းပြမယ်စာသား script ကိုမြန်မာလိုထီထီမိမိရေးသားခဲ့ပါတယ်ဖန်တီးရမှာလည်းအဲ့ဒီစာသားတွေကိုလူစစ်ဗမာတန်ထွက်ပြီးပြောသလိုဖြစ်အောင်Microsoft Edge ရဲ့ Rate လောက်နည်းပညာကိုသုံးပြီး AI အတန်နဲ့ဖတ်ခိုင်းနည်းကိုလေ့လာခဲ့ပါတယ်။ဗီဒီယိုတက်ဖြတ်ခြင်းအပိုင်းမှာလည်းရလာတဲ့စာသားနဲ့အတန်တွေကိုကတ်ထဲမှာဖောက်မှန်မှန်အတန်ကြီးနဲ့ဘယ်လိုပေါင်းဆက်ရမလဲဆိုတာကိုတိုင်ပင်ခဲ့ကြပြီးအခုလိုရလာတာဖြစ်ပါတယ်။အနှစ်ချုပ်ရရင်တော့ Gemini ဆိုတာကျွန်တော်တို့ရဲ့အချိန်တွေကိုတက်တာစေပြီးခက်ခဲတဲ့အလုပ်တွေကိုလွယ်ကူအောင်ကူညီပေးတဲ့ digital အုံနောက်တစ်ခုပဲဖြစ်ပါတယ်။နောက်ဗီဒီယိုမှာတခြားအကြောင်းအရာတွေနဲ့ကျွန်တော်တို့ပြန်ဆုံတွေ့ကြရအောင်